ချန်ပီယံလောင်းအာဆင်နယ်ချန်ပီယံလောင်းအာဆင်နယ်အားလုံးပဲမင်္ဂလာပါချန်ပီယံလောင်းအာဆင်နယ်ဆိုတဲ့စကားလေးကိုခင်ဗျားတို့ရဲ့စီထဲမှာဆွဲဆွဲမြဲမြဲမှတ်သားထားလိုက်ပါဘာလို့လဲဆိုတော့တင်ကြီးတိုင်းနေစုံ၄ဝဲရှုံးနေထားချိန်တပွဲပဲရှုံးနေထားစီတဲ့အာဆင်နယ်အတွက်ကပရီးမီးယားလိဂ်ကတိတ်ကိုလွယ်ကူလွန်းနေတဲ့အကြောင်းဖြစ်ပါတယ်အာဒီတာဒီဆော်ထားတဲ့အာဆင်နယ်အသင်းကအခုဆိုရင်ပြန်ပွဲဆုံး18ပွဲဆက်ရှုံးပွဲမရှိအောင်ကစားပြထားခဲ့ပြီးဖြစ်တယ်လို့ညကဘရက်ဖို့အသင်းနဲ့ပွဲစဉ်မှာလည်းနှစ်ဂိုးပြတ်ထိသွင်းပြလိုက်တဲ့ပြင်ဂလေးရှစ်ပါရယူပြလိုက်တာပါဒါကြောင့်အဆင့်တင်မှာပြီးနေစေအာဆင်နယ်ကတကယ်ကိုတည်ငြိမ်လွန်းနေတယ်လို့ပြောရမှာဖြစ်ပြီးတခြားအသင်းဖန်တွေအနေနဲ့ဖလားမရှိဘူးဘာညာပြောကြပေမဲ့လည်းတကယ်တမ်းအာဆင်နယ်ရဲ့အနေအထားနဲ့တည်ငြိမ်မှုကိုလက်ရှိမှာဘယ်သင်းမှမမီဘူးဆိုတာကိုတော့လက်မခံချင်လေလက်ခံရမှာဖြစ်ပါတယ်နောက်ပြီးပွဲ20နီးပါးလောက်ကိုတပွဲမှမရှုံးမဲ့ကစားဖို့ဆိုတာလွယ်ကူတဲ့အနေအထားဖြစ်ပြီးပရီးမီးယားလိဂ်အသင်းတစ်သင်းအတွက်ဆိုရင်ပိုလို့တောင်ခက်ခဲတာပါဒါပေမဲ့အာဆင်နယ်ကတော့လုံးပြထားနိုင်ခဲ့တာဖြစ်ပြီးဒါကတေချာပေါက်ချန်ပီယံဖြစ်မဲ့အရေးအောင်နေပဲလို့ပြောရမှာဖြစ်ပါတယ်ဒါပြင်ကစားခဲ့တဲ့ပွဲတိုင်းမှာလည်းတက်တောင့်တက်တာရှိလွန်းတာကြောင့်အာဆင်နယ်အတွက်ပရီးမီးယားလိဂ်ပွဲစဉ်တွေကလွယ်လွန်းနေတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ရကဘရက်ဖို့နဲ့ပွဲစဉ်မှာဆိုရင်အာဆင်နယ်တို့ကတိုက်စစ်မှာမာအီနိုကိုထောင်ထားခဲ့ပြီးမာဒိုဟီကီမာတင်နယ်လီတို့နဲ့တွဲပြီးလာခဲ့တာပါကွင်းလယ်ပိုင်းမှာတော့ဇူဘီမန်နီဒီကလန်ရိုက်အိုဒီကအတွဲဖြစ်ပြီးခန်းစပိုင်းမှာတော့ဟင်ဂါဘီမော့စကွဲရာဘန်ဝိုက်ကာလာပီယိုတို့နဲ့အတူ4-3-3ပုံစံခင်းကျင်းလာခဲ့တာဖြစ်ပါတယ်ပွဲစား10မိနစ်ဝန်းကျင်မှာကလေးကအာဆင်နယ်တို့ဦးဆောင်ကိုရရှိခဲ့တာဖြစ်ပြီးဘန်ဝိုက်ရဲ့ပြစ်တင်မှုကိုမာအီနိုကခေါင်းတိုက်ဆုံးသက်ပြီးသွားခဲ့တာပါအဲနောက်ပွဲချိန်16မိနစ်မှာမာဒိုဟီကီရဲ့အပိုင်ခံချက်ခဲလာကောက်ကွယ်နိုင်ခဲ့သလိုမိနစ်20ရောက်မှလည်းဒေါင်းလန်ဘောကတဆင့်ကေဗင်ရှစ်ရဲ့အပိုင်ခေါင်းတိုက်ချက်တိုင်ပန်ခဲ့လို့သာအာဆင်နယ်တို့ခြေပါကိုမပေးခဲ့ရတာဖြစ်ပါတယ်နောက်ပိုင်းပွဲချိန်တွေမှာတော့ဂိုးပေါက်ချင်းရောက်မှုအနေငယ်သာမြင်တွေ့ခဲ့ရပြီးပထမပိုင်းပြီးဆုံးစေခဲ့သလိုဒုတိယပိုင်းမှာတော့ဘရန်ဖို့တို့ကစားဖို့ပိုကောင်းလာတယ်လို့ဆိုရမှာပါဒါပေမဲ့ဆာကာအဇီတို့ဝေရောက်လာချိန်မှာတော့အာဆင်နယ်တိုက်စစ်ပိုင်းကပုံပုံမြိုင်ဆိုင်လာခဲ့ပြီးဂိုးပေါက်ချင်းရောက်မှုတွေလည်းပုံပုံရရှိလာခဲ့တာဖြစ်ပါတယ်အဲဒီနောက်မိနစ်90ပြည့်လို့အချိန်ကို10မိနစ်ရောက်မှာတော့ဆာကာကအာဆင်နယ်တို့အတွက်နိုင်စီချစီမဲ့ဒုတိယမြောက်ဂိုးကိုသွေးယူပေးသွားခဲ့ပြီးအမရိတ်မှာငကိုးပြတ်ဆိုတဲ့ရလက်နဲ့နိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီနိုင်ပွဲကြောင့်အာဆင်နယ်တို့ကစစ်တင်နေရာမှာပဲဆက်လက်ရပ်တည်နေခဲ့တာဖြစ်ပြီးဒုတိယနေရာကမန်ချက်စတာစီးတီးအသင်းကိုလည်း9မှတ်ထိဖျက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်